ဒီအမျိုးသမီးကတော့အာနစ်ဖြစ်ပြီးအခုဆိုရင်သူမအသက်ဟာ40နားနီးနေပါပြီ။သူမရဲ့ခင်မုန်းဖြစ်သူဂျွန်ကသူမဟာအိုမင်းနေပြီဖြစ်ပြီးဆွဲဆောင်မှုမရှိတော့ဘူးလို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာရုံးကမိန်းကလေးငယ်လေးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ပါတယ်။အိမ်တော်ရေးပစ္စည်းမှုကိုကြုံတွေ့ပြီးနောက်မှာတော့သူမဟာကံကြမ္မာကိုမေ့ပြောင်းနိုင်ဖို့ခရီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမအထုပ်ပိုးတွေပြင်ပြီးထွက်ခွာတော့မဲ့အချိန်မှာပဲဂျွန်ဟာသူတို့ရဲ့သမီးလေးAmberနဲ့အတူရောက်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့မှာရေးတကြဖြည့်ရှင်းစရာကိစ္စတစ်ခုပေါ်လာလို့ပါသူက Amber ကိုဂီတပွဲတော်စီလိုက်ပို့ပေးဖို့ကိုတောင်းဆိုခဲ့ပါတယ်။အစပိုင်းမှာကငင်းချင်ခဲ့ပေမဲ့ Amber ကိုစိတ်ပြတ်အောင်မလုပ်ချင်တာကြောင့်သူမသဘောတူလိုက်ရပါတယ်။ဒါနဲ့ပဲဟာ Amber ကိုဂီတပွဲတော်စီခေါ်သွားခဲ့ပါတယ်။သူတို့ရောက်ချင်းမှာပဲ Amber နဲ့သူမရဲ့အခင်းဆုံးတငယ်ချင်းတို့ဟာသူတို့အကြိုက်ဆုံးအဆိုတော်ဖျော်ဖြေတာကိုကြည့်ဖို့ထွက်သွားကြပါတယ်။တယောက်တည်းဘာလို့ရမှန်းမသိပဲကြံရစ်ခဲ့ပါတယ်။ဖြစ်နိုင်တာကတော့အသက်အရွယ်ကွာခြားမှုကြောင့်သူမအနေနဲ့အဲ့ဒီပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကြဖြစ်ဖို့ခက်ခဲနေတာပါ။ဒါမှမဟုတ်စူညံတဲ့ဂီတတန်တွေကသူမနဲ့မကိုက်ညီတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဟာအချိန်ဖြုံးဖို့အတွက်စာအုပ်ဖတ်ဖို့ရည်ရွယ်ပြီးနားနေဆောင်စီကိုဦးတည်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူကြီးပိုင်းမျိုးသမီးတစ်ယောက်ကသူမကိုလာရောက်စကားပြောပါတယ်။ဟာပွဲဘက်အဖွဲ့တွေကိုတကယ်ပဲစိတ်မဝင်စားတာကြောင့်အဲ့ဒီစိတ်ပြက်စရာကောင်းတဲ့စကားဝိုင်းကနေလွတ်မြောက်ဖို့အိမ်သာသွားမယ်ဆိုပြီးအကြောင်းပြချက်ပေးခဲ့ပါတယ်။ဟာအိမ်သာရှာဖို့ထွက်လာခဲ့ပါတယ်။သူမဟာ trail ကားတစ်စီးထဲကနေထွက်လာတဲ့အမျိုးသမီးတစ်ယောက်ကိုမတော်တဆမြင်လိုက်ရပါတယ်။သူမကအဲ့ဒါကိုအိမ်သာလို့ထင်လိုက်တာကြောင့်တန်းလျှောက်သွားခဲ့ပါတယ်။အဲ့ဒီ trailer ကားဟာတကယ်တော့တစုံတစ်ယောက်ရဲ့ကိုယ်ပိုင်နေရာဖြစ်မှန်းသူမမသိခဲ့ပါဘူး။ဟာအပြင်မှာစိုးရိမ်တကြီးနဲ့စောင့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့တကားပွင့်လာခဲ့ပါတယ်။အဲ့ဒီထဲကအမျိုးသားဟာရန်ရဲ့ရင်သက်ရှုမောခွဲအလှအပကြောင့်ချက်ချင်းပဲဆွဲလန်းသွားခဲ့ရပါတယ်။စီးသွားခြင်းစုံနဲ့ဟာသူမရှိကအမျိုးသားဟာနာမည်ကျော်ဖကျဲပွင့်တစ်ယောက်ဖြစ်မှန်းသတိမထားမိခဲ့ပါဘူး။အိမ်သာတက်ပြီးအပြင်ထွက်လာတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာအပြင်မှာရက်နေစေဖြစ်တာကိုသူမမြင်လိုက်ရပါတယ်သူဟာအပြင်မှာစောင့်ရတဲ့ထူးဆန်းတဲ့အလေးချင်းရှိတယ်လို့သူမထင်လိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲသတိဝင်လာခဲ့ပါတယ်သူမဟာတစုံတစ်ယောက်ရဲ့ကိုယ်ပိုင်နေရာကိုကျူးကျော်မိပြီဆိုတာကိုသိသွားခဲ့တာပါရှက်ကန်နဲ့ဟာထွက်သွားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဟာသူရှိကအမျိုးသမီးကိုမထင်မှတ်ပဲဆွဲလန်းသွားခဲ့ပါတယ်သူကသူမကိုလှမ်းခေါ်ခဲ့ပြီးအပြင်မှာတွေ့ဖို့တောင်ဖိတ်ခေါ်ချင်နေခဲ့ပါတယ်ကသူဆိုလိုတာကိုသိသွားတဲ့အခါမှာတော့အဆိုတော်ကြီးကိုတိုက်ရိုက်ညှင်းဆိုပြီးအရှက်မရစေချင်ပါဘူးဒါကြောင့်သူမဟာတခြားအမျိုးသမီးတစ်ယောက်နဲ့လာတာဖြစ်ကြောင်းပြောပြီးအချိန်ဆွဲခဲ့ပါတယ်သူမကားမောင်းရမှာဖြစ်တာကြောင့်ရဲ့တောက်เสียကမ်းလှမ်းမှုကိုညှင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမန်နေဂျာရောက်လာပြီး Hayes ကိုဖျော်ဖြေပွဲစတော့မဲ့အကြောင်းနဲ့အမြန်ပြင်ဆင်ဖို့ပြောပါတယ် Hayes ဟာရဲ့ရှိမှတင်အဝတ်စားတွေစတင်လဲပါတော့တယ်ဟာရှက်သွေးဖြာပြီးတစ်ဖက်ကိုလှည့်နေခဲ့ပါတယ်ဒါပေမဲ့ Hayes ရဲ့တန်ဆွမ်းတဲ့ခန္ဓာကိုယ်ဟာလူငယ်ဆန်တဲ့ယောက်ျားပိသားမှုတွေကိုထုတ်လွှတ်နေတာကြောင့်ဟာမှန်တဲကနေသူ့ကိုခိုးကြည့်မိနေသေးပါသူအဝတ်စားလဲပြီးတဲ့နောက်မှာမန်နေဂျာပြန်ရောက်လာပြီးသူတို့ကိုထပ်မံနှောက်ယှက်ပြန်ပါတယ်သူဖျော်ဖြေပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲဟာအဝတ်လဲခန်းထဲကနေတိတ်တစိတ်ထွက်လာခဲ့ပါတယ်ကံကြမ္မာရဲ့စဝန်းဟာစတင်လဲပတ်နေပြီဆိုတာကိုသူမသိခဲ့ပါဘူးလက်မှတ်ထိုးပွဲမှာအာဂတ်မွန်အဖွဲ့ထွက်လာတဲ့အခါမှာတော့ပရိသတ်တွေဟာချက်ချင်းပဲယူသွတ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲအာဂတ်မွန်အဖွဲ့ဟာလူငယ်တွေကြားမှာဘလောက်တောင်ရေပန်းစားတယ်ဆိုတာကိုသိသွားခဲ့တာပါဟဲ့ထိုင်လိုက်တာနဲ့တပြိုင်နက်ကိုမြင်သွားခဲ့ပါတယ်သူတို့တယောက်ကိုတယောက်ပြုံးပြလိုက်ကြပါတယ်ရဲ့ရင်ခုန်တန်တွေမြန်လာခဲ့ပါတယ်သူမနဲ့Amberတို့ဟာလက်မှတ်ယူဖို့ရှေ့ကိုတက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာမန်နေဂျာကထက်ရောက်လာပြီးသူတို့ကိုစင်ပေါ်တက်ဖို့အတင်းခေါ်သွားပါတယ်တိုက်ရိုက်ဖျော်ဖြေပွဲနေရာမှာတော့အာဂတ်မွန်အဖွဲ့ဟာစင်ပေါ်မှာအစွမ်းကုန်ဖျော်ဖြေခဲ့ကြပါတယ်ပေါ့ကွဲထွက်လာတဲ့ဖျော်ဖြေမှုတွေကြောင့်ပရိသတ်တွေဟာစူညံသွားခဲ့ရပါတယ်။ Amber ရဲ့အားပေးမှုကြောင့်နန်းရဲ့ခန္ဓာကိုယ်ဟာလည်းဂီတတန်နဲ့အတူလိုက်ပါလှုပ်ရှားလာခဲ့ပါတယ်။အစပိုင်းမှာအရာအလုံးဟာစီစဉ်ထားတဲ့အတိုင်းဖြစ်ခဲ့ပေမဲ့ဥဆောင်အဆိုတော်ဟဲဟာမထင်မှတ်ပဲတချင်းစရင်ကိုပြောင်းလဲလိုက်ပါတယ်။နန်းရဲ့ပိတ်လောင်ထားတဲ့နှလုံးသားဟာသူ့မရှိကလူငယ်လေးကြောင့်ရုတ်တရက်လှုပ်ခတ်သွားခဲ့ပါတယ်။တချင်းဆုံးသွားတဲ့အခါမှာတော့သူဟာကိုနှုတ်ဆက်တဲ့အနေနဲ့လက်ပြခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်အမြန်ကြီးထပ်ဆောင်ရအောင်မယ်လို့သူမမထင်ထားခဲ့ပါဘူး။နန်းရဲ့အနှစ်40ပြည့်မွေးနေ့ပါတီမှာသူမရဲ့တငယ်ချင်းတွေကတလဲစီဆူတောင်းပေးခဲ့ကြပါတယ်ဒီလောက်ရာအားလုံးကိုကြော်ဖြတ်ပြီးနောက်အသက်40ပြည့်ရတာဘယ်လိုခံစားရလဲလို့တယောက်ကမေးခဲ့ပါတယ်။နန်းကတော့ဘဝကိုပေါ်ပါတဲ့နှလုံးသားနဲ့ကြည်မြင်နေပြီးလက်ရှိအချိန်ကိုအပြည့်အဝလက်ခံထားပါတယ်။အမျိုးသားတယောက်ဟာမိဖို့ကြောင့်တဲ့ကိုရုတ်တရက်ဝင်လာခဲ့ပါတယ်။သူကငန်းကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့ပါတယ်။သူကနောက်ပတ်မှာညစာတူစားဖို့တောင်ဖိတ်ခေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့ငန်းကတော့ပြုံးပြီးရင်ကြေးညှင်းဆိုခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲငန်းဟာသူမရဲ့စတူဒီယိုမှာအလုပ်လုပ်နေတော့ဟဲ့ဟာသူမရဲ့ဆိုင်ထဲကိုတိတ်တဆိတ်လမ်းလျှောက်ဝင်လာခဲ့ပါတယ်။ဟေးစာသူ့ရဲ့တိုက်ခန်းမှာအမှုပညာလက်ရာတွေအများကြီးလိုအပ်နေတယ်လို့ပြောခဲ့ပြီးငန်းကလည်းသူ့ကိုယုံကြည်ခဲ့ပါတယ်။ငန်းကသူ့ကိုဆိုင်ထဲမှာလှည့်ပတ်ပြတာပြီးပစ္စည်းတစ်ခုချင်းစီကိုဂရုတစိုက်မိတ်ဆက်ပေးခဲ့ပါတယ်။ဟေးစာအမှုပညာလက်ရာတွေကိုချီးမွမ်းပြီးစက်ကြည့်နေခဲ့ပါတယ်။သူကအားလုံးကိုနှစ်သက်တယ်လို့ပြောပေမဲ့ငန်းကတော့အံ့ဩပြီးရက်နေမိပါတယ်။ငါအားလုံးကိုဝယ်မယ်လို့သူပြောလိုက်ပါတယ်။အတွက်တော့သူအမှုပညာပစ္စည်းဝယ်တာဟာတစုံတစ်ယောက်တစ်တီးဝဲတို့မျိုးဖြစ်နေပါတယ်။သူမကသူ့ကိုရေးစရာကောင်းလို့နဲ့ဆိုပြီးမစူပဲမနေနိုင်ခဲ့ပါဘူး။ဒါပေမဲ့ဟေးစာသူအဲ့ဒီလက်ရာတွေကိုတကယ်ပဲချစ်မြတ်နိုးတာလို့ပြောခဲ့ပါတယ်သူတို့ဟာမူလကစားတောက်ဆိုင်တစ်ခုမှာနေ့လည်စာစားဖို့စီစဉ်ထားပေမဲ့လမ်းမှာရဲ့ပရိသတ်တွေနဲ့တိုးခဲ့ပါတယ်။အဲ့ဒါကိုမြင်တဲ့အခါကသူမရဲ့အိမ်ကိုပြန်ပြီးစန်တဝစ်ပဲလှုပ်ရှားဖို့အကြံပြုခဲ့ပါတယ်။သူတို့အိမ်ထဲဝင်သွားတာနဲ့ဟဲစာရဲ့အိမ်ဟာဘလောက်တောင်နှွေးထွေးဆူပြေကြောင်းအံ့ဩနေခဲ့ပါတယ်။ဟာနေ့လည်စာပြင်ဆင်ဖို့မိဖို့ချောင်းမှာအလုပ်ရှုပ်နေခဲ့ပါတယ်။ဟဲစာသူမကိုအနောက်ကနေတိတ်တဆိတ်ငေးကြည့်နေခဲ့ပါတယ်။တိတာတဲ့အသက်ကွာခြားမှုရှိနေပေမဲ့သူတို့မှာပြောစရာစကားတွေအများကြီးရှာ
ဤနေခဲ့ပါတယ်သူတို့ဟာသူတို့ရဲ့အထူးခြားဆုံးလှုပ်ဝက်ချက်တွေကိုတောင်ဝေမျှဖို့ဆန္ဒရှိခဲ့ကြပါတယ်ရိုးရှင်းတဲ့စန်ဒဝစ်နေ့လည်စာဖြစ်ပေမဲ့ဟဲအတွက်တော့အရသာဟာတကယ်ကိုထူးခြားနေခဲ့ပါတယ်သူကအန်ကိုသူမရဲ့အတိတ်ကပတ်သက်မှုတွေအကြောင်းစတင်မေးမြန်းခဲ့ပါတယ်အဲ့ဒီအကြောင်းအရာကသူမကိုခဏတာတန့်သွားစေခဲ့ပါတယ်ပြီးတော့သူမအဲ့ဒီအကြောင်းကိုရင်ဖွင့်ခဲ့ပါတယ်သူမနဲ့ဂျွန်တို့ဟာကောလိပ်မှာတွေ့ဆုံပြီးချစ်ခဲ့ကြတာပါဖွဲရပြီးမကြခင်မှာပဲသူတို့လက်ထပ်ခဲ့ကြပြီးအမ်ဘာမွေးဖွားလာတာကသူမရဲ့ဘဝကိုလင်းလက်စေခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးအလုပ်တွေအရန်ရှုပ်နေတာကြောင့်ကျုပ်ရဲ့ဖောက်ပြန်မှုကသူမတစ်ချိန်ကရခဲ့တဲ့ပျော်ရွှင်မှုတွေကိုရိုက်ခွဲပစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့သူမဟာအချစ်ကိုမယုံကြည်တော့ပဲအမ်ဘာနဲ့သူမရဲ့အလုပ်ပေါ်မှာပဲအာယုံစိုက်ခဲ့ပါတယ်သူတို့တယောက်ကိုတယောက်တိတ်ဆိတ်စွာကြည့်နေခဲ့ကြပါတယ်သူတို့ကြားမှာအချစ်တွေတိတ်တဆိတ်စတင်ပေါက်ဖွားနေပြီဆိုတာကိုခံစားမိနေကြပါတယ်သူမရှိကလူငယ်လေးဟာသူမကိုထူးဆန်းတဲ့ငြိမ်းချမ်းမှုမျိုးပေးစွမ်းနေခဲ့ပါတယ်ဖုံးတန်မြည်လာတဲ့အထိသူတို့ရဲ့အိမ်မက်ဆန်တဲ့အကြည့်တွေထဲမှာနစ်မျောနေခဲ့ကြတာပါငါကဖုံးဖြေနေတဲ့အချိန်မှာဟဲဂျ်ကဆန်နီယာခုံမှာတိတ်တဆိတ်ထိုင်လိုက်ပါတယ်ချုံမြိန်တဲ့တေးတန်တစ်ခုဟာသူတို့ရဲ့ခံစားချက်တွေအကြောင်းပြောပြနေတယ်လို့လေတူးထဲမှာပြက်လွတ်လာခဲ့ပါတယ်အဲ့ဒါကအန်ရဲ့နှလုံးသားကိုချက်ချင်းပဲထိမိသွားစေခဲ့ပါတယ်အန်ဟာအဲ့ဒီမြင်သာတဲ့တေးတန်ကြောင့်ဆွဲဆောင်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့သူမအနာကိုတိုးသွားတဲ့အခါဟဲဇ်ကတီးခတ်တာကိုရုတ်တရက်ရက်လိုက်ပါတယ်သူကအန်ရဲ့လက်ကိုညင်သာစွာဆုပ်ကင်လိုက်ပါတယ်အန်ကမအောင်နိုင်ပဲသူ့ကိုနမ်းလိုက်မိပါတယ်ဒါပေမဲ့သူမခေါင်းထဲကကြံရစ်နေတဲ့တေးတန်တွေကသူမကိုလက်တွေကဘာစီပြန်ခေါ်သွားခဲ့ပါတယ်ဟဲဇ်ကဘလောက်ပဲကြိုးစားပါစေအသက်ကွာချအားမှုဟာကြော်ဖြတ်ဖို့ခက်ခဲတဲ့အတားအဆီးတစ်ခုဖြစ်နေစေပါသူမမလွတ်မြောက်နိုင်တဲ့အချစ်တစ်ခုတည်းကြာဆင်းသွားမှာကိုကြောက်ရွံ့နေခဲ့ပါတယ်တကယ်လို့အဲ့ဒီလိုဖြစ်လာမယ်ဆိုရင်အစောကြီးကတည်းကမီးငိမ့်တက်လိုက်တာပိုကောင်းပါလိမ့်မယ်အဲ့ဒါမှသူတို့နှစ်ယောက်လုံးနာကျင်မှုနဲပါလိမ့်မယ်ဒါပေမဲ့အဲဆာတော့လက်လွတ်ဖို့ဆန္ဒမရှိပါဘူးသူကသူ့ရဲ့လက်ပတ်နာရီကိုချွတ်ပြီးစပွဲပေါ်မှာတမင်ထားရစ်ခဲ့ပါတယ်မထွက်ခွာခင်မှာသူကငန်းကိုအဲဝစ်ကြည်ပုံမှုအတွက်ကျေးဇူးတင်ခဲ့ပါတယ်ဒါပေမဲ့သူထွက်သွားပြီးတာနဲ့အမ်ဘာအိမ်ပြန်လာခဲ့ပြီးအန်ကသူမရဲ့ရှုပ်ပွားနေတဲ့စပင်းတွေကိုအမြန်ပြင်လိုက်ရပါတယ်ဒါပေမဲ့ပါနက်တဲ့အမ်ဘာကတခုခုကိုရိပ်မိနေပုံရပါတယ်အန်ဒါသူမရဲ့သမီးလေးဆက်စုတာကိုရှောင်ဖို့အမြန်ပဲအကြောင်းပြချက်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟဲဇာသူ့ရဲ့နာရီကိုထားခဲ့မှသူမသတိပြုမိသွားပါတယ်။အန်ကအမ်ဘာကိုနွေရာသီစခန်းစီကားမောင်းပို့ခဲ့ပါတယ်။သူမရဲ့သမီးလေးရဲ့ငယ်ရွယ်နှုတ်ပြမှုနဲ့တက်ကြွမှုတွေကိုကြည့်ပြီးသူမရဲ့ငယ်ဘဝကိုကမ်ဘော့ထဲမှာပြန်မြင်အောင်နေခဲ့ပါတယ်။နှုတ်ဆက်ပြီးနောက်မှာနန်ဟာအိမ်ကိုတယောက်တည်းပြန်လာခဲ့ပါတယ်။ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်မှုကိုတယောက်တည်းခံစားနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းစီကိုမသိတဲ့နံပါတ်တစ်ခုကနေစာတစ်စောင်ရောက်လာခဲ့ပါတယ်။အစပိုင်းမှာသူမကနံပါတ်မှားတယ်လို့ထင်ခဲ့ပေမဲ့ပို့တဲ့သူကသူ့ရဲ့မိသူမိဘဖြစ်ကြောင်းချက်ချင်းဖော်ပြခဲ့ပါတယ်။ဟဲဆာစာတိုလေးကနေတဆင့်အန်ကိုဘလောက်တောင်လွမ်းနေကြောင်းဖော်ပြခဲ့ပါတယ်။ပြီးတော့သူကအန်ကိုလာလည်ဖို့မျှော်လင့်ချက်နဲ့သူ့ရဲ့လိပ်စာကိုတောင်ပို့ပေးခဲ့ပါတယ်။အန်ရဲ့နှလုံးသားဟာနောက်တစ်ကြိမ်ထပ်မံလှုပ်ခတ်လာခဲ့ပါပြီ။မတွန်းလှန်နိုင်တဲ့ဆက်စုကျင်စိတ်တွေသူမအပေါ်လွှမ်းမိုးသွားခဲ့ပါတယ်။အဲ့ရမဝင်ခင်မှာသူမဟာသူမရဲ့ laptop ဖောက်ကိုမဖွင့်ပဲမနေနိုင်ခဲ့ပါဘူး။ပြီးတော့ဟဲရဲ့ band ဗီဒီယိုတွေကိုရှာဖွေခဲ့ပါတယ်။စင်ပုံမှာစိတ်အားထက်သန်စွာကပြနေတဲ့အဲ့ဒီတောက်ပပြီးချုံမောတဲ့လူငယ်လေးကိုမြင်ရတဲ့အခါသူမရဲ့နှလုံးသားဟာနောက်တစ်ချိန်ပြန်လည်လှုပ်ခတ်လာခဲ့ပါတယ်။သူမဘေးကနာရီကိုကောက်ကင်လိုက်ပါတယ်။နောက်ဆုံးမှာတော့စိုးရိမ်ပူပန်မှုအလုံးကိုလက်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့သူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှသူကိုရဲရဲဝံ့ဝံ့အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူမဟာနာရီပြန်ပေးမယ်ဆိုတဲ့အကြောင်းပြချက်ကိုသုံးခဲ့ပါတယ်။ပြီးတော့နယူးယောက်ကိုသွားမဲ့လေယာဉ်ပေါ်တက်ခဲ့ပါတယ်။လေယာဉ်ပေါ်မှာသူမဟာသူ့အကြောင်းကိုပဲတွေးတောနေခဲ့မိပါတယ်။သူမဟာကြောက်ရှင်းစွာဝစ်ဆင်ပြီးအဲရဲ့ဟိုတယ်ကိုသွားခဲ့ပါတယ်။ဓာတ်လေကားထဲမှာသူမရဲ့နှလုံးသားဟာတုန်လှုပ်ခြောက်ခြားနေခဲ့ပါတယ်။အသက်40ရှိပြီဖြစ်ပေမဲ့သူမရဲ့ကြောက်ရှင်းတဲ့အလှကသူမကိုတောက်ပနေစေဆဲပါ။သူမဟာတကားကိုညင်သာစွာခောက်လိုက်ပါတယ်။နေရောညပါတယ်။တက်နေခဲ့ရတဲ့အမျိုးသမီးကိုမြင်လိုက်ရတဲ့အခါဟဲဇ်ရဲ့မျက်လုံးတွေထဲမှာပျော်ရွှင်မှုတွေတောက်ပသွားခဲ့ပါတယ်။အဲ့ဒီရိုမန်တဆန်တဲ့ညမှာသူတို့နှစ်ယောက်ဟာချုံမြင်ပြီးရင်းနှီးတဲ့အချိန်တွေကိုဝေမျှခဲ့ကြပါတယ်။သူတို့ရဲ့စိတ်လှုပ်ရှားစရာအချိန်တွေကုန်လွန်ပြီးနောက်ဟဲဇ်ဟာအန်အတွက်ဂီတာတီးပေးပြီးသူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဟဲဇ်ဟာသူ့ရဲ့အိုင်ဒေါ်ဟိုင်လုံးနဲ့အတူတူတချင်းတစ်ပုဒ်အတန်သွင်းဖို့အိမ်မက်ခဲ့ပူပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒါဟာအဲ့ဒီအိုင်ဒေါ်ရဲ့မွေးနေ့ပါတီအတွက်အသုံးဆောင်တစ်ခုတက်ပဲဖြစ်ခဲ့ရပါတယ်။အန်ဟာဟဲဇ်ရဲ့တချင်းဆိုတန်နဲ့အတူနိုးထလာခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်ဟာလက်တွေ့ဘဝကိုစတင်ရင်ဆိုင်ခဲ့ကြပါတယ်ဟဲဟာဥရောပမှာလေ့ကျင့်ရေးဆင်းမှုထွက်ခွာတော့မှာဖြစ်ပါတယ်ဟဲရဲ့အမြဲတမ်းဖိတ်ခေါ်မှုတွေအပြီးမှာအန်ဟာသူမရဲ့ရင်ထဲကစိုးရိမ်ပူပန်မှုတွေကိုနောက်ဆုံးမှဖွင့်ပြောခဲ့ပါတယ်ဟဲရဲ့တည်ငြိမ်တဲ့မျက်လုံးတွေကိုကြည့်ပြီးအန်ဟာသူမရဲ့တန်တရားတွေကိုလက်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့ပဲသူမဟာဟဲစ်နဲ့အတူကဘာလက်ဖြောပြပွဲခရီးစဉ်ကိုစတင်ခဲ့ပါတယ်ဟဲစာအန်ကိုလူတိုင်းနဲ့သူ့ရဲ့အမှုပညာအတိုင်းပင်ခံအဖြတ်မိတ်ဆက်ပေးခဲ့ပါတယ်သူတို့ဟာမြို့တစ်ခုကနေတစ်ခုကိုပြန်တန်းခဲ့ကြပြီးဖျော်ဖြေပွဲတိုင်းမှာအန်ဟာစင်နောက်ကနေဟဲဇ်ဖျော်ဖြေတာကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်ဟဲဇ်ဟာသူဆိုတဲ့တချင်းစာသားတိုင်းမှာအန်နဲ့ပေါ်ထားတဲ့ခံစားချက်တွေကိုထည့်သွင်းခဲ့ပါတယ်သူတို့ဟာအတူတူခီးသွားခဲ့ကြပြီးတခြားသူတွေဘာထင်မလဲဆိုတာဂယုမစိုက်ပဲလမ်းမတွေပေါ်မှာလမ်းလျှောက်ခဲ့ကြပါတယ်ညရောက်တဲ့အခါသူတို့ဟာမိုးထဲမှာအတူတူပြေးလွှားခဲ့ကြပါတယ်အန်ရဲ့ဆွဲမက်ဖွယ်အပြုံးကဟဲဇ်ရဲ့နှလုံးသားကိုအမြဲတမ်းတုန်လှုပ်စေခဲ့ပါတယ်သူတို့ဟာဘာတစ်ခုမှအတူတူအောင်ပွဲခံခဲ့ကြပြီးချစ်သူနှစ်ဦးလိုဘဝအကြောင်းတွေကိုစကားပြောခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့ရင်းနှီးတဲ့အမူအရာတွေကိုမီဒီယာတွေကတိတ်တစိတ်ရိုက်ကူးသွားခဲ့ကြပါတယ်အမ်ဘာကသူမရဲ့အမေစီဖုန်းဆက်ပြီးအခြေအနေတွေဘယ်လိုရှိလဲလို့မေးခဲ့ပါတယ်အန်ဟာသူမဘေးကအမျိုးသားအကြောင်းကိုတန်တရားဝင်လာခဲ့ပါတယ်အန်ကသူဟာဖောက်တဲ့တယောက်တက်ပဲလို့လိန်ပြောခဲ့ရပါတယ်သူမဟာအမ်ဘာကိုသူတို့ရဲ့ပတ်သက်မှုအကြောင်းပြောဖို့အစင်းသင့်မဖြစ်သေးပါဘူးဟဲဇ်ကသူဝင်းကိုနားလေကြောင်းပြောခဲ့ပေမဲ့သူတို့ချစ်နေကြတာကိုတစ်ကမ္ဘာလုံးကိုသိစေချင်နေခဲ့ပါတယ်ဟဲဇာအန်ကိုအနားယူဖို့အတွက်ပင်လယ်ကမ်းခြေဘီလာဗဲလာတစ်ခုစီခေါ်သွားခဲ့ပါတယ်မ
မကြသေးခင်ကစိတ်ဖိစီးမှုတွေအပြီးမှာသူမအနာရစေဖို့မျှော်လင့်ချက်နဲ့ပေါ့အဲငါရေကူးဖို့အတွက်ရေကူးဝတ်စုံဝတ်ဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ရေကူးကံပေကတက်ကြွလန့်ဆန်းနေတဲ့မိန်းကလေးငယ်လေးတွေကိုမြင်တဲ့အခါသူမဟာရုတ်တရက်ကိုယုံကြည်မှုပျောက်ဆုံးသွားခဲ့ရပါတယ်နောက်ဆုံးတော့အချိန်ကာလတွေကသူမရဲ့ခန္ဓာကိုယ်ပေါ်မှာအမတ်သားတွေထားရစ်ခဲ့ပြီလေဒါကြောင့်သူမဟာလူတိုင်းနဲ့မဆုံခင်မှာလုံခြုံပဲဝတ်ဆင်လိုက်ပါတော့တယ်လူတွေက Hayes ကိုသူတို့တွဲကလေးက Hayes ဟာလူလက်ပိုင်းအမျိုးသားတဲ့ရောက်လို့ပြုမှုနေတယ်လို့စနောက်ခဲ့ကြပါတယ်သူတို့ရဲ့စကားတွေထဲမှာသူတို့ရဲ့ပတ်သက်မှုအပေါ်လောင်ပြောင်မှုနဲ့သဘောမတူမှုတွေပါဝင်နေခဲ့ပါတယ်အဲ့ဒါက Hayes ကိုဒေါသထွက်စေခဲ့ပါတယ်သူက Anne ကိုကာကွယ်ဖို့အတွက်ချက်ချင်းပဲဒေါသတကြီးပြန်လဲတုံ့ပြန်ခဲ့ပါတယ်လူတိုင်းကသူတို့ရဲ့အချစ်ဇလံအကြောင်းမေးလာခဲ့ကြပါတယ်အစပိုင်းမှာတော့အဲ့ဒီတခြင်းဟာ Hayes က Anne ကိုဖွင့်ပြောတဲ့ကိုပိုင်ချစ်တခြင်းလို့လူတိုင်းထင်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒါဟာသူအမြဲသုံးနေကြမိန်းကလေးတွေကိုညှိဆွဲတဲ့နည်းလမ်းတစ်ခုဖြစ်နေတာကိုတွေးလိုက်ရပါတယ်အန်ကတော့ Hayes ဟာသူမကိုတကယ်ချစ်တယ်လို့ရိုးသားစွာယုံကြည်ခဲ့တာပါသူမဟာအဲ့ဒီနေရာကနေထွက်ခွာဖို့အကြောင်းပြချက်တစ်ခုကိုရှက်ကန်နဲ့ရှာခဲ့ပါတယ်ဒါပေမဲ့ Hayes ကသူမနောက်ကိုအမြန်လိုက်လာခဲ့ပါတယ်လှည့်စားခံရတယ်လို့ခံစားရတဲ့အန်ဟာသူမရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ် Hayes က Anne ကိုတားဆီးဖို့သူတက်နိုင်သမျှအရာအလုံးကိုလှုပ်ဆောင်ခဲ့ပါတယ်ပြီးတော့သူမကိုနောက်တစ်ချိန်သူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြခဲ့ပါတယ် Anne နဲ့စတွေ့ကလေးကသူဟာသူမအပေါ်အပြင်းထန်ဆွဲလန်းခဲ့တာပါသူတို့အတူတူရှိခဲ့တဲ့အချိန်တွေကတဆင့်သူဟာသူမကိုအယမ်းချစ်တာကြောင့်လက်မလွတ်နိုင်ဘူးဆိုတာကိုသူသိသွားခဲ့ပါတယ်သူကကြော်ကြားသူတစ်ယောက်ဖြစ်နေပေမဲ့သူတို့ချစ်နေကြတာကိုတကဘာလုံးသိစေချင်ပါတယ်ဒါပေမဲ့ဝန်ကတော့အခုချိန်မှာဘာမှမကြားချင်တော့ပါဘူးသူမရဲ့အတိတ်ကပတ်သက်မှုကသူမကိုအယမ်းနာကျင်စေခဲ့လို့ပါသူမဟာHayesရဲ့ချိုတာတဲ့စကားလုံးတွေကိုမယုံကြည်တော့ပါဘူးအဲ့ဒါကိုကြားပြီးနောက်Hayesဟာလုံးဝကိုမျှော်လင့်ချက်ကုံဆုံးသွားခဲ့ရပါတယ်ဒီအချိန်မှာသူတို့ဟာလမ်းခွဲဖို့ကလွဲလို့ရွေးချယ်စရာမရှိတော့ပါဘူးAnneဟာသူတို့ရဲ့ပတ်သက်မှုကိုအဆုံးသတ်တဲ့အနေနဲ့နာယီကိုထားရစ်ခဲ့ပါတယ်လေရင်ပေါ်မှာသူမဟာနောင်တတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်မျက်ရည်တွေဟာသူမရဲ့ပါးပြင်ပေါ်စီးကျလာခဲ့ပါတယ်။လေးလံတဲ့ခီးဆောင်အိတ်ကိုအိမ်ထိဆွဲလာရင်းနဲ့သူမဟာကျမ်းပြင်ပေါ်မှာထူးဆန်းတဲ့အထုပ်တစ်ထုပ်ကိုရုတ်တရက်တွေ့လိုက်ရပါတယ်။သူမဟာစာအိတ်ကိုဖွင့်လိုက်ပြီးထုတ်ပိုးထားတာတွေကိုအမြန်ဆွဲဖြတ်လိုက်ပါတယ်ပြီးတော့အဲ့ဒါဟာသူမအကြိုက်ဆုံးပကြီးကားဖြစ်မှန်းသိလိုက်ရပါတယ်။သူမဟာ Hayes ကိုအဲ့ဒီအကြောင်းတစ်ခါပဲပြောဖူးတာကိုသူမမှတ်မိသွားပါတယ်။ဒါပေမဲ့သူကတိတ်တဆိတ်မှတ်ထားခဲ့တာပါပြီးတော့သူမအတွက်တိတ်တဆိတ်ဝယ်ပေးခဲ့ပြီးသူမရဲ့အိမ်ရောက်ပို့ပေးခဲ့တာပါ။သူမရဲ့နှလုံးသားဟာပရိပခတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။သူမဟာသူ့ရဲ့ရိုးသားမှုကိုခံစားမိပေမဲ့နောက်တစ်ကြိမ်ထပ်ပြီးနာကျင်ရမှာကိုကြောက်ရွံ့နေခဲ့ပါတယ်။နောက်တစ်နေ့မှာ John ဟာသူ့ရဲ့ရည်စားတဲ့နဲ့အတူရောက်လာခဲ့ပါတယ်။အတွက်ငွေနေ့လက်ဆောင်ဖြစ်ကားတစ်စီးယူဆောင်လာခဲ့တာပါ။သူဟာ Anne နဲ့နာမည်ကျော် Puff ကျဲပွင့်တို့ရဲ့ပတ်သက်မှုအကြောင်းသိရှိသွားခဲ့ပါတယ်။ဆူတောင်းပေးမဲ့အစားသူကသူမကိုလှောင်ပြောင်ခဲ့ပါတယ်။အဲ့ဒီညမှာရန်ဟာဟိုဘက်ဒီဘက်လှည့်ရင်းအိတ်မပျော်နိုင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Hayes စီကနေစာတစ်စောင်ရုတ်တရက်ရောက်လာခဲ့ပါတယ်လူမှုကွန်ရက်တွေနဲ့ဝေးနေဖို့သူမကိုသတိပေးထားတာပါအဲ့ဒါကသူမကိုအယမ်းစိတ်မသက်မသာဖြစ်စေခဲ့ပါတယ်သူမကHayesရဲ့စကားကိုနားထောင်ခြင်းပေမဲ့ဆက်စုခြင်းစိတ်ကြောင့်ဝါတာကိုမဖွင့်ပဲမနေနိုင်ခဲ့ပါဘူးအခုဆိုရင်Anneရဲ့ဘဝဟာအကြီးအကျယ်နှောက်ယှက်ခြင်းခံနေရပါပြီသူမရဲ့ဖုန်းထဲမှာမုန်းတီးစရာနဲ့စော်ကားတဲ့စာတွေအများကြီးရောက်နေခဲ့ပါတယ် Amber ကိုတွားကြိုတဲ့လမ်းမှာမိဘတစ်ယောက်ကရောက်လာပြီးသူမကိုလက်ဆွဲနှုတ်ဆက်ကAnneဟာသူတို့ရဲ့ idol ဖြစ်တယ်လို့ပြောခဲ့ပါတယ်တချို့ဆိုရင်သူမရဲ့မျက်နှာနာအထိဖုန်းတွေကပ်ပြီးဓာတ်ပုံတွေရိုက်ဖို့ကြိုးစားကြပါတယ်။အဲ့ဒါကသူမကိုအယမ်းရှက်ကန်ဖြစ်စေခဲ့ပါတယ်။ Amber ကအဲ့ဒီအကြောင်းမေးတဲ့အခါ Anne ကHayesနဲ့ပတ်သက်ခဲ့တာကိုရိုးသားစွာဝန်ခံခဲ့ပါတယ်။ပြီးတော့သူတို့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Amber ကသူမရဲ့အမေဟာဒီကိစ္စအပေါ်တကယ်ပဲအလေးနက်ထားတာကိုခံစားမိခဲ့ပါတယ်။ပြီးတော့သူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုရဲဝံ့ရှာဖွေဖို့အားပေးခဲ့ပါတယ်။သူမကသူမရဲ့အမေကိုပျော်ရွှင်စေခြင်းယုံတက်ပါ Amber ရဲ့ထောက်ခံမှုကကိုနောက်ဆုံးမှာအယမ်းစိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။အန်ဟာနောက်တစ်ချိန်ရဲရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Hayes ဟာလည်းသူ့ရဲ့ခရီးစဉ်ကိုအဆုံးသတ်ပြီးဝါကိုပြန်ရောက်နေခဲ့ပါပြီ။သူဟာစတူဒီယိုမှာအတန်သွင်းနေခဲ့ပါတယ်မထင်မှတ်ပဲသူနေရောညပါတန်းတနေခဲ့ရတဲ့အမျိုးသမီးကိုမြင်လိုက်ရပါတယ်။ Amber ရဲ့ထောက်ခံမှုကလည်းအတွက်အကြီးမားဆုံးသောတွန်းအားဖြစ်ခဲ့ပါတယ်။သူမကသူမရဲ့အမေကိုပျော်ရွှင်စေချင်ခဲ့တာပါ။သူတို့ဟာလူမှုပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုဂရုမစိုက်တော့ပါဘူး။သူတို့ဟာလမ်းမတွေပေါ်မှာလက်ချင်းချိတ်ပြီးလမ်းလျှောက်ခဲ့ကြပါတယ်။ Paparazzi ကင်မရာတွေကိုမရှောင်တော့ပဲအတူတူပြေးလွှတ်ခဲ့ကြပါတယ်။ပတ်သက်မှုအပေါ်ကောလာဟလတွေရှိနေပေမဲ့သူတို့နှစ်ယောက်လုံးဟာသူတို့ရဲ့လူမကွန်ရက်အားလုံးကိုဖျက်ပစ်လိုက်ကြပါတယ်လူထုရဲ့အာရုံစိုက်မှုတွေလျော့နေသွားတဲ့အခါလူတွေကသူတို့ရဲ့အချစ်ဇလံကိုနောက်ဆုံးမှာမေ့သွားလိမ့်မယ်လို့သူတို့ယုံကြည်ခဲ့ကြပါတယ်ပြီးတော့တနေ့မှာသူတို့ဟာတာမန်လူတွေလိုနေထိုင်နိုင်လိမ့်မယ်လို့ပေါ့နောက်ပိုင်းမှာဂျွန်ဟာသူမရဲ့အိမ်ကိုဒေါသတကြီးရောက်လာခဲ့ပါတယ်သူဟာအခုလက်ရှိဇနီးနဲ့ကွာရှင်းလိုက်ပြီဖြစ်ပြီးနည်းနည်းနဲ့ပြန်ပေါင်းချင်နေတာပါရန်ကအပြင်ထွက်လာပြီးသူတို့ရဲ့စကားဝိုင်းကိုဖျက်ပြောလိုက်ပါတယ်ဂျွန်ကရန်ဟာသူ့ထက်10နှစ်ကျော်ငယ်တဲ့အမျိုးသားတစ်ယောက်နဲ့တွဲနေတာကိုမြင်ပြီးတိတ်တဆိတ်မနာလို့ဖြစ်သွားခဲ့ပါတယ်သူကအန်ကိုသူမရဲ့အမူအရာတွေကိုဆင်ခြင်ဖို့ပြောင်ကျကျသတိပေးခဲ့ပါတယ်။အန်ရဲ့ပြတ်သားတဲ့အကြည့်တွေကြောင့်ဂျွန်ဟာအမ်ဘရိုနဲ့အတူထွက်ခွာသွားဖို့ကလွယ်လို့ရွေးချယ်စရာမရှိခဲ့ပါဘူး။ဟိုက်ဇန်နဲ့ပတ်သက်တဲ့အရှုပ်ထွေးတွေကအန်ရဲ့အေဂျင့်နဲ့ဘဝကိုအကြီးအကျယ်နှောက်ယှက်ခဲ့ပါတယ်ပြီးတော့သူမရဲ့စီးပွားရေးကိုလည်းအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။သူမရဲ့ဝန်ထမ်းတွေကဆိုင်ကိုယာယီပိတ်ထားကြောင်းဆိုင်းဘုတ်ချိတ်ခဲ့ရပါတယ်။ဒါပေမဲ့လူထုရဲ့ဝေဖန်မှုတွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်။အမ်ဘရိုရဲ့ပညာရေးကိုတော့အကြီးအကျယ်ထိခိုက်
စီခဲ့ပါတယ်အတန်းဖော်တွေရဲ့ဝေဖန်တဲ့အကြည့်တွေအောက်မှာသူမဟာအားကိုးရမယ်ပြီး PR တွေခံစားခဲ့ရပါတယ်ရွေးချယ်စရာမရှိတော့တဲ့အတွက်အန်ဟာအမ်ဘာကိုဂျုံနဲ့အတူသွားနေဖို့ပို့လိုက်ရပါတော့တယ်သူမအိမ်ပြန်ရောက်တာနဲ့သတင်းထောက်တွေဝိုင်းဝန်းလာခဲ့ပြီးသူမကသူတို့ကိုဂရုမစိုက်ဘဲနေခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့ကြီးမားတဲ့ PR တွေကိုခံစားနေရပါတယ်လူမှုကွန်ရက်ပေါ်ကစူညံတန်တွေကလည်းမငြိမ်သက်သေးပါဘူးအားလုံးကသူမအပေါ်စော်ကားတာတွေဝေဖန်တာတွေနဲ့နှုတ်လောင်တာတွေပဲဖြစ်ပါတယ်အဲ့ဒီမမြင်ရတဲ့ PR တွေကသိမခံနိုင်တော့အောင်ဖြစ်လာခဲ့ပါတယ်မျက်ရည်တွေဟာသူမရဲ့ဘားပြင်ပေါ်စီးကျနေခဲ့ပါတယ်ဖြစ်နိုင်တာကသူတို့အတူမရှိသင့်ခဲ့တာလည်းဖြစ်နိုင်ပါတယ်နောက်ဆုံးမှာတော့သူမဟာအလျှော့ပေးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်သူမဟာနာယီကိုစီနောက်တစ်ကြိမ်ပြန်ပေးလိုက်ပါတယ်သူမအတွက်ကြောင့်နဲ့ဟဲစရာအားလုံးကိုဆွတ်လွတ်တာမျိုးသူမမလိုချင်ပါဘူးသူမဟာဟဲရဲ့ဂတိတွေကိုလက်ခံဖို့မဝင်ရဲခဲ့ပါဘူးသူမရဲ့တိတ်ဆိတ်မှုကစကလုံးတွေထပ်ပိုးပြီးကျဲလောင်နေခဲ့ပါတယ်ဟဲကနားလည်သွားပြီးရန်ကိုအဖြေပေးကတိတ်တဆိတ်ထွက်ခွာသွားဖို့ရွေးချယ်ခဲ့ပါတယ်ဟဲကိုဆုံးရှုံးလိုက်ရတာကသူမကိုအိမ်မပြောနိုင်အောင်ဖြစ်စေခဲ့ပါတယ်ရုတ်တရက်သူမဟာဟေးစီကနေစာတစောင်ရရှိခဲ့ပါတယ်သူတို့နှစ်ယောက်လုံးရဲ့မျက်လုံးတွေထဲမှာနောင်တတွေပြည့်နေခဲ့ပါတယ်သူတို့ဟာနောက်ဆုံးအကြိမ်ဖြစ်တင်းကျပ်စွာဖတ်ထားခဲ့ကြပါတယ်ဟေးဟာနောက်ဆုံးမှာသူထွက်ခွာရတဲ့အကြောင်းရင်းကိုရှင်းပြခဲ့ပါတယ်သူကငန်းကိုသူ့ကို9နှစ်လောက်စောင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်9နှစ်ဆိုရင်သူဟာ class အဆင့်ကြော်ကြားသူတစ်ယောက်ဖြစ်လာဖို့လုံလောက်ပါပြီအဲ့ဒီအချိန်ကျရင်ဘယ်သူမှသူ့ရဲ့ကိုယ်ပိုင်ဘဝကိုဆက်ဆုတော့မှာမဟုတ်ပါဘူးပြီးတော့အမ်ဘာကလည်းကောလိပ်ကပွဲရပြီးသူမရဲ့ကိုယ်ပိုင်ဘဝကိုစတင်နေလောက်ပါပြီးနှုတ်ဆက်တဲ့အချိန်မှာဟဲဟာနာရီကိုစပွဲပေါ်မှာနောက်တစ်ကြိမ်ထားရစ်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့နာရီဟာသူတို့ရဲ့အနာဂတ်ပြန်လည်စုံစည်းမှုအတွက်အမှတ်အသားတစ်ခုဖြစ်သွားခဲ့ပါတယ်ငါနှစ်တာအချိန်ဟာမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့ပါပြီဟဲပြောခဲ့သလိုပဲအန်ဟာသူမရဲ့အေးချမ်းခဲ့တဲ့ဘဝဟောင်းစီကိုပြန်ရောက်နေခဲ့ပါပြီအမ်ဘာဟာကောလိပ်ကပွဲရခဲ့ပြီးအခုဆိုရင်သူမရဲ့ကိုယ်ပိုင်တောက်ပတဲ့ဘဝတစ်ခုရှိနေပါဗျအရာအလုံးဟာစတင်ခဲ့တဲ့နေရာကိုပြန်ရောက်သွားတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီ9နှစ်တာအတွင်းမှာဟဲရဟာအန်စီကိုတခါမှဆက်သွယ်မလာခဲ့ပါဘူးညရောက်လို့မှောင်လာတဲ့အခါမှာတောင်ရိုးရှင်းတဲ့နှုတ်ဆက်စကားလေးတစ်ခွန်းတောင်မရှိခဲ့ပါဘူးရန်ဟာဟဲရဲ့အကြောင်းကိုရုတ်တရက်တွေးမိပြီးနက်ဆိုင်နဲ့ဝမ်းနည်းမှုတွေနဲ့နှမျောသွားခဲ့ပါတယ်သူမဟာ9နှစ်ဆိုတဲ့အချိန်ကအရာအလုံးကိုပြောင်းလဲပစ်ဖို့လုံလောက်မှန်းနားလည်ထားပါတယ်ဖြစ်နိုင်တာကဟဲရဟာဘဝတစ်ခုစတင်နေလောက်ပါပြီဒါပေမဲ့ဘာပဲဖြစ်ဖြစ်ညတိုင်းမှာသူမဟာအေးရဲ့ဖြောပြမှုတွေကိုကြည့်နေစေပါသူ့ရဲ့မျက်နှာဟာပိုပြီးရင့်ကျက်လာခဲ့ပါပြီဟဲဟာသူဆိုတဲ့တချင်းစာသားတိုင်းမှာအန်နူကိုလွမ်းဆွတ်တဲ့စိတ်တွေကိုထည့်သွင်းထားပါတယ်တန်းဟာအဲ့ဒီနဲ့ဆိုင်တဲ့တန်ရောစင်ကိုခန်းစားမိနေပုံရပါတယ်သူမရဲ့မျက်ရည်တွေကိုသူမမတားဆီးနိုင်ခဲ့ပါဘူးသူမစတူဒီယိုကိုပြန်ရောက်တိုင်းမှာတော့အတိတ်ကရင်းနှီးခဲ့တဲ့ပုံရိပ်တွေကိုသူမမှတ်မိနေခဲ့ပါတယ်တနေ့မှာတော့အလုပ်ပေါ်အာယုံဆိုင်နေတော့မှသူမဟာထူးဆန်းတဲ့တွန်းအားတစ်ခုကိုခံစားရပြီးပြခန်းထဲကိုလမ်းလျှောက်ဝင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူမဒီလောက်ကြာအောင်တန်းတက်ခဲ့ရတဲ့လူကိုမြင်လိုက်ရပါပြီစောင့်ဆိုင်မှုတွေအားလုံးအပြီးမှာသူတို့ဟာနောက်ဆုံးမှာပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါပြီသူတို့မျိုးလုံးချင်းစုံလိုက်တဲ့အခါသူတို့နှလုံးသားထဲကဖုံးကွယ်ထားတဲ့ခံစားချက်တွေဟာရှမ်းထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့ဘယ်အရာကမှသူတို့ကိုထပ်ပြီးခွဲခွာအောင်မလုပ်နိုင်တော့ပါဘူးအချစ်ကဘာမှာအသက်အရွယ်ဆိုတာကိန်းကနန်းတစ်ခုတက်ပါသူတို့နှစ်ယောက်ခိုင်ခိုင်မာမာရှိနေတဲ့၍အတားအဆီးတစ်ခုမဟုတ်ပါဘူးဘလို့စိန်ခေါ်မှုတွေဒါမှမဟုတ်ဘလောက်ဝေးတဲ့ခရီးပဲဖြစ်ဖြစ်သူတို့ဟာအမြဲတမ်းအတူတူရှောင်လန်းသွားကြမှာပဲဖြစ်ပါတော့တယ်